ခုပြပြမဲ့အကြောင်းလေးကတော့ထိုင်းနိုင်ငံရဲ့သမိုင်းရာဇဝင်မှာနာမည်ကြီးခဲ့တဲ့လူသားစားတဲ့လူသားအကြောင်းဖြစ်ပါတယ်စီဦလို့ခေါ်ပါတယ်သူ့ရဲ့နာမည်အရင်ကတော့လီဦဆက်အောင်ဖြစ်ပါတယ်တရုတ်နိုင်ငံဆွာတောင်ပြည်နယ်မှာဆင်းရဲတဲ့မိသားစုကမွေးဖွားလာပြီးအတီတကျမရှိပဲပြန်ကျနေထိုင်ခဲ့ကြတာငငယ်လေးတွေကသူ့ကိုငငယ်ချင်းတွေအနိုင်ကျင့်တာခံရလို့စိတ်နာကြီးချက်တွေရှိခဲ့တဲ့သူဖြစ်ပါတယ်အသက်16နှစ်အရွယ်မှာတော့ဒုတိယကမ္ဘာစစ်အတွင်းမှာတရုတ်ဂျပန်စစ်ပွဲကြောင့်စစ်ထဲမှာပါလာခဲ့ပြီးစစ်ပွဲအတွင်းမှာတခြားတရုတ်စစ်သားတွေနဲ့အတူဒိတ်ခါပြတ်တဲ့အခါမှာတော့သူတို့ဟာတေဆုံးသွားတဲ့ရဲဘော်တွေအလောင်းကိုဓာတ်နဲ့လီပြီးနှလုံးတွေအသေးတွေဥတွေကိုထုတ်ခါပြုတ်စားခဲ့ကြရပါတယ်ပြီးတဲ့နောက်ပိုင်းမှာတော့သူဟာဇာတိမြေကိုပြန်သွားခဲ့ပေမဲ့ဆင်းရဲတာကြောင့်နောက်ဆုံးတော့ထိုင်းနိုင်ငံကိုပြောင်းရွှေ့ပြီးအလုပ်လုပ်ကန်ရုန်းကန်ခဲ့ရပါတယ်သူနဲ့သူ့ရဲ့မိခင်ဝမ်းရေးအတွက်သူဟာအနာဂတ်တစ်ခုကိုတိစောက်ဖို့အတွက်ထိုင်းနိုင်ငံမှာနေထိုင်ရရအလုပ်ကိုလုပ်ခဲ့ပါတယ်သူဟာဒေသတော်တော်များများမှာစိုက်ပျိုးရေးအလုပ်ကိုလုပ်ကန်ခဲ့ရင်ပင်ပန်းစွာအသက်မွေးခဲ့ရပါတယ်သူနေခဲ့တဲ့နေရာမှာဆိုရင်ပကျူဝပ်ကီလီခန်နခွန်ပထုံနဲ့ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလည်းနေထိုင်ရင်သူနေထိုင်တဲ့ဒေသတွေမှာကလေးပြောက်မှုတွေဟာခါစိတ်တဲ့တင်ဖြစ်ပေါ်လာခဲ့ပါတယ်နောက်ဆုံးတော့သူ့ကိုရယောင်ခရိုင်မှာအသက်8နှစ်အရွယ်ကလေးလေးတစ်ယောက်ရဲ့အလောင်းကိုမီးရှို့ဖို့ပြင်ဆင်နေတော့မှဖမ်းဆီးရရှိခဲ့မိတာဖြစ်ပြီးအဲ့ဒီကလေးရဲ့ရုပ်အလောင်းမှာတော့ဝမ်းပိုက်ခွဲထားတဲ့ဒဏ်ရာတွေရှိနေခဲ့ပါတယ်အဲ့နောက်ပိုင်းကလေးအသက်ခံရတဲ့အမှုမှန်သမျှကိုရယောင်ရဲစခန်းစီပို့ဆောင်ပြီးစစ်ဆေးခဲ့ရမှာအားလုံးအတွက်သူဟာအပြည့်ရှိကြောင်းဝန်ခံထွက်ဆိုခဲ့ပါတယ်ဒီအကြောင်းတွေကြောင့်သူ့ကိုလူသားစားတဲ့လူသားအဖြစ်ကောလာဟာလာတဲ့နေ့တွေထွက်လာပြီးနောက်ပိုင်းမှာလူကြီးတွေဟာဆိုရင်ကလေးတွေကိုစကားနားထောင်အောင်ဆိုရင်စီဝေးလာပြီးအသေးစားလိမ့်မလို့ချင်းချောက်လိရှိသည့်အထိစကားတွင်ခဲ့ကြပါတယ်စီဝေးဟာဆိုရင်ထိုင်းစကားမပြောတတ်တဲ့အတွက်စကားပြန်တစ်ဆင့်စစ်စစ်မင်းမြန်ခံခဲ့ရပြီးသူ့ရဲ့ဆွဆွဲချက်တွေကိုလည်းကာကွယ်ပေးမဲ့ရှင်းနေလည်းမရှိခဲ့ပါဘူးသူ့ရဲ့ထွက်ဆိုချက်ထဲမှာကျွန်တော်စီဝေးဆက်အောင်ဟာလူတွေကိုတတ်ပြီးနှလုံးနဲ့အသေးကိုစားရတာဟာခွန်အားရှိလာပြီးကျွန်တော်ရဲ့ဖြစ်နေတဲ့ပန်းနာယောဂကိုကုနိုင်ပြီးအလုပ်ကျန်းတွေလုပ်နိုင်လို့ထွက်ဆိုခဲ့ပါတယ်နောက်ဆုံးတော့သူဟာနခွန်ပထုံမှာလူ2ယောက်ကိုတတ်ပြီးနှလုံးနဲ့အသေးကိုလည်းစားခဲ့ဘူးလို့ထွက်ဆိုခဲ့ပါတယ်ဒါကြောင့်မို့လို့သူ့ကိုရဲဌာနမှာကိုရဲ့အကြသူ့ကိုစစ်ဆေးပြီးတဲ့နောက်မှာတော့သူဟာအမှုအလုံးအတွက်အဝင်ခံခဲ့တယ်လို့ရဲတပ်ဖွဲ့ကအခိုင်အမာပြောကြားခဲ့ပါတယ်1959ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာတော့ပထမအဆင့်တရားရုံးကသူ့ကိုသေဒဏ်ချမှတ်ခဲ့ပြီးနောက်ဆုံးမှာတော့ဘန်ခွမ်အကျဉ်းထောင်မှာသူ့ကိုကွပ်မျက်ခဲ့ပါတယ်ကွပ်မျက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရုပ်အလောင်းကိုလည်းလာရောက်ထုတ်မဲ့ဆွေမျိုးသားချင်းမရှိခဲ့ပါဘူးဒီသူ့ရဲ့ရက်ဆက်လာတယ်ဆိုတဲ့အပြုတ်မှုတွေကြောင့်လူသိများလာတဲ့လူသတ်မှုသတင်းကြီးဖြစ်ခဲ့ပါတယ်နောက်ဆုံးတော့ထိုင်းနိုင်ငံရဲ့ဆေးပညာသိပ္ပံနဲ့ဆေးဘက်ဆိုင်ရာလောကမှာသူဟာဘာကြောင့်မို့ဒီလိုအပြုတ်မှုလှုပ်ဆောင်ခဲ့ရတာလဲသူ့ရဲ့အုံနောက်ကဘာလို့တွေးလဲဆိုတာကိုတန်တတ်ဖို့သူတေသနာပြုဖို့အတွက်သူရဲ့ရုပ်အလောင်းကိုယူဆောင်ခဲ့ပြီးရာဇဝတ်ပေတာအမြင်ရလူသားတွေတဲ့အကျိုးရှိမဲ့အဖြစ်ကိုရှာဖွေနိုင်မဲ့လမ်းစာဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်သက်ဆိုင်ရာဆေးလောကမှာသူရဲ့ရုပ်အလောင်းကိုဆေးစိန်အလောင်းမမီအဖြစ်ပြုလုပ်မှုမှာအောင်မြင်မှုတစ်ခုမြစ်အတိမတ်ပြုခြင်းခံခဲ့ရပြီးမော်ကွန်းပြတိုင်းမှာဆေးကြောင်းသားတွေလေ့လာနိုင်ဖို့ဆရာကြီးနေနဲ့ထိမ့်သိမ်းထားခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီလောက်ရဟာသေဆုံးသူကိုဂုံတီပြက်စေတယ်ဆိုတဲ့လူယဉ်ကျေးမှုအတွေးခေါ်တစ်ခုထိုင်းလူမျိုးတွေမှာဝင်ရောက်ဂိမ်းအောင်လာတာကြောင့်သူရဲ့ရုပ်အလောင်းကိုတော့စီလီလသီရိယာဇဆေးရုံရဲ့ခန္ဓာဗေဒပြတိုင်းမှာထားရှိထားတဲ့မှန်ဗီယိုတွေကနေထုတ်ပြီးတော့ခေါင်းတလာတဲ့သွင်းကနွန်ထဘူရီခရိုင်မှာရှိတဲ့ဗန်ဖရက်တိုင်ဘုန်းကြီးကျောင်းမှာမီးတကြိုခြင်းအခမ်းအနားကိုပြုလုပ်ပေးပါတယ်သူရဲ့မီးတကြိုပွဲနောက်ဆုံးအသုဘကိုတော့အကျဉ်းဦးစီးဌာနဆေးဘက်ဆိုင်ရာဌာနတွေရဲ့ကိုယ်စားလှယ်တွေအပြင်နေခဲ့တဲ့ပတ်ဝန်းကျင်မှာရှိခဲ့တဲ့ထက်စကယ်နယ်မြေမှာရှိတဲ့ဒေသခံရွာသူရွာသားတွေဟာလည်းဒါပဲဖြစ်ဖြစ်စီအီဝေးဟာငါတို့နယ်မှာနေခဲ့တဲ့လူတစ်ယောက်ငါတို့နဲ့ဆွေမျိုးသားချင်းပဲဆိုပြီးရွာသူရွာသားတွေလည်းပါဝင်တက်ရောက်ခဲ့ကြပါတယ်နောက်ဆုံးသူရဲ့ဇလံဖြစ်ရမှန်ကိုလည်းရုပ်ရှင်ဖြစ်လူတွေရိုက်ကူးခဲ့ကြပါသေးတယ်နောက်ဆုံးတော့ကျွန်တော်ပြောလို့တာစီဝီတစ်ယောက်ကောင်းရသူကတိအားပါစေကြောင်းဆုတောင်းပေးရတဲ့နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်